သမီးလေးຫນွယ်မေကြီးရေသမီးလေးပြန်လာတယ်လာကြည့်ပါဦးသမီးလေးပြန်လာတာလား မေမေစာထဲမှာရေမကောင်းလို့ရွာခဏပြန်လာပါအောင်ဆိုမေမေတို့စာမပို့ပါအောင်သမီးရဲ့မေမေဖုံးဆက်မှာပေါ့အဲ့ဒါဆိုဘာပဲဖြစ်ပါရောက်လက်စနဲ့အိမ်မှာနေသွားပါအောင်သမီးကြိုက်တဲ့ကြက်သားဟင်းလေးမေမေချက်ထားတယ်အကိုအခုဆိုနှွဲ့ကိုအရန်စိတ်တူနေမလားမသိဘူးသမီးຫນွယ်ဖုံးလာနေတယ်ဟုတ်မေမေဟယ်လိုအကိုတုဒຫນွယ်ဟုတ်တယ်အကိုຫນွယ်ရွာခဏပြန်လာတာဒါနဲ့အကိုကရန်ကုန်ပြန်ရောက်နေပြီလားဟုတ်တယ်အကိုရန်ကုန်ပြန်ရောက်နေပြီအကိုပြန်လာတာမြန်သားပဲမြန်လာချင်အောင်လုပ်နေတဲ့သူတယောက်ရှိလို့အကိုမြန်မြန်ပြန်လာတာຫນွယ်တော့စိတ်ဝင်စားသွားပြီဘလို့လူမျိုးကအကိုကိုပြန်လာချင်အောင်လုပ်တာလဲဆိုတာကိုနောက်တော့သိရမှာအကိုຫນွယ်အတွက်လက်ဆောင်ပါလာတယ်ဟုတ်ပါပြီຫນွယ်ဒါဆိုရန်ကုန်ရောက်မှတွေ့မယ်နော်ဟုတ်ကဲ့အကိုမမလေးຫນွယ်မမလေးຫນွယ်အကိုလေးတောင်မိမ့်မယူတော့မှာတဲ့ဟုတ်လားဒီလောက်မြန်မြန်ကြီးဘလို့ဖြစ်တာလဲဟုတ်တယ်တထေးကြီးနဲ့မမကြီးစီစဉ်ပေးတာစင်ကာပူမှာကျောင်းပြီးလာတာတဲ့အကိုလေးယူမဲ့မိမကကျွဲမမလေးကိုတတိယနေတာတူတူပါပဲကျွဲရဲ့လာသမီးဒါကျမတူမလေးသမီးနှုတ်ဆက်လိုက်အောင်သမီးအကိုနဲ့လက်ထပ်မဲ့မိန်းကလေးရွှေစင်နဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်နဝဲသမီးရွှေစင်ကိုခြံထဲကိုလိုက်ပြလိုက်အောင်သမီးဟုတ်ကဲ့နှွဲ့အကိုကဘလို့ပုံစံမျိုးလဲဟင်အကိုဓာတ်ပုံကိုမတွေ့ဘူးလားရွှေစင်ပုံကတော့တွေ့ဘူးပါနဲ့စိတ်နေစိတ်ထားကိုမေးတာပါအကိုကတခါတလေအနိုင်ကျင့်တတ်တယ်တခါတလေကြရင်လဲသူပဲဂယုစိုက်တတ်ပြန်ကောအတွင်းစိတ်ကနူးညံ့ပေမဲ့အပြင်မှာခက်ထန်တယ်လို့ဟန်ဆောင်ထားတတ်တယ်နှွဲ့ကိုမှရီးစားကောရှိလားဟင်နှွဲ့သေးချာတော့မသိဘူးဒါပေမဲ့နှွဲ့ထင်တော့မရှိတော့ဘူးဘာလို့လဲဟင်ရွှေစင်နှွဲ့ကိုမှရီးစားရှိရင်ရွှေစင်ကိုလက်မခံမှာစိုးလို့ပါတီတီလေးဘာလို့လဲဟင်သမီးကိုအကူအညီလေးတောင်းစရာရှိလို့ပါသမီးကိုကရွှေစင်ကိုယူပဲညင်းနေလို့တီတီလေးအကိုကိုနွယ်မပြောရဲဘူးတီတီလေးလည်းအကိုအကြောင်းသိရသားနဲ့သမီးစကားဆိုသမီးအကိုကနားထောင်ခြင်းထောင်ပါကူပြောကြည့်ပေးပါအောင်သမီးလေးရဲ့ဟုတ်ကဲ့ပါတီတီလေးနွယ်စူးစမ်းကြည့်ပေးပါမယ်နော်ဘာပြောမလို့လဲပြောငါမအားဘူးအလုပ်လုပ်နေတယ်အကိုလက်ထပ်ဖို့ကိစ္စကိုညင်းနေတယ်ဆိုဟုတ်တယ်ငါသူ့ကိုချစ်မှမချစ်တာငါမယူချင်ဘူးရွှေစင်ကချစ်စရာလေးပါအကိုရဲ့အကိုနဲ့လည်းလိုက်တယ်မင်းအဲ့အကြောင်းဆက်ပြောမှာဆိုဖုန်းချလိုက်တော့ငါမအားဘူးခဏလေးပါအကိုရဲ့မင်းငါ့ကိုဟိုနေ့ကကိစ္စမတောင်းပန်ရသေးဘူးနော်ဟမ်အကိုကြတော့ကောမတောင်းပန်ရသေးဘူးလေမင်းကငါအဲ့နေ့ကလာခေါ်တယ်လေမင်းမဲငါ့ကိုမရွေးပဲငါမကျေနပ်ဘူးနော်အကိုကတောင်းပန်ဖို့လာခေါ်တာနဲ့မှမတူတာငါမအားတော့ဘူးပိုးသားຫນွယ်တော်ပါသေးရဲ့အကိုကသဘောမတူလို့